ရေတကုံထဲမှာမီးတောက်နေတဲ့နေရာရေနဲ့မီးဟာဘယ်တော့မှအတူမရှိနိုင်ဘူးလို့သင်ထင်ပါသလားအခုကျမပြပြမဲ့ရေတကုံထဲမှာတော့ရေတွေအဆက်မပြတ်စီးကျနေပေမဲ့အထဲမှာမီးတောက်တစ်ခုကတော့ထာဝရတောက်လောင်နေပါတယ်ဒါကတော့ American နိုင်ငံနယူးယောက်ပြည်နယ်က Eternal Flavor ပါရေတကုံရဲ့အောက်ခြေကြောက်ကူလေးထဲမှာလေမော်ရောင်မီးတောက်လေးတစ်ခုကနှစ်ပေါင်းများစွာကတည်းကတောက်လောင်နေတာဖြစ်ပါတယ်ဒီမီးတောက်ဟာဘယ်လိုဖြစ်လာတာလဲမြေအောက်ကျောင်းလာတဲ့ကြားကနေသဘာဝတက်ငွေတွေကအမြဲတမ်းစိတ်ထွက်နေရပါအဲ့ဒီတက်ငွေကိုတစုံတစ်ယောက်ကမီးစပြီးမှွေးပေးလိုက်ရကနေအခုလိုမငိမ့်နိုင်တဲ့မီးတောက်ဖြစ်လာတာပါထူးဆန်းတာကဒီနေရာဟာတခြားမီးတောက်နာကတက်ငွေထွက်တဲ့နေရာတွေနဲ့မတူပဲကျောင်းလာတွေကအယမ်းမပူတာပါပဲဘာကြောင့်ဒီတက်ငွေတွေကဒီလောက်အကြာကြီးထွက်နေနိုင်လဲဆိုတာသိပ္ပံပညာရှင်တွေအခုထိလေ့လာနေဆဲဖြစ်ပါတယ်သဘာဝတရားကြီးကတခါတလေမှာကျမတို့မထင်မှတ်ထားတဲ့အလှတရားတွေကိုဖန်တီးပေးတတ်ပါတယ်အခုလိုဗဟုသုတရဖွယ်ရာအကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးသွားမှာမို့လို့သိလို့ရ channel လေးကို follow လုပ်ပေးခဲ့ကြပါအောင်เนาะအဆုံးထိကြည့်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်